အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဘန်ပဲဖြစ်ပါတယ်ဒီနေ့ကကျွန်တော်နိုင်ရုပ်ပွဲသွားတဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲအဆုံးထိ live ပါကြည့်ချူပေးကြအောင်ခင်ဗျာကျွန်တော်ပါစိတ်ဝင်စားဖွယ်ဖြစ်မလဲဆိုတဲ့အကြောင်းအရာလေးတင်ပြသွားမှာဖြစ်ပါတယ်ခုတော့ပွဲတဲ့ကိုစပြီးဝင်လာပြီပေါ့နော်ကျွန်တော်ဒီပွဲကတော့စီရလို့ပြောအောင်ပါဒါပေမဲ့ကျွန်တော်လာပြီးလာကွယ်လိုမျိုးချိန်နေတော့ကျွန်တော်မစီဘူးဗျပြောအောင်မယ်ဆိုရင်လေဒါကတော့ကျွန်တော်မီလုံးချီရနေရပါတော့မီလုံးနဲ့မီးတက်နဲ့တွဲပြီးချီရနေရပါတော့ဒါကတော့မီးစရာရွှေဖို့ပေါ့ဗျာမီးစရာအညာပေါ့ကျွန်တော်ကတော့ချီပြီးလို့ဆိုပြီးတော့ကျွန်တော်ကွင်းထဲဝင်တော့ပါပေါ့နော်ပွဲထဲကိုကျွန်တော်ဝင်တော့ပါမယ်ဝင်တော့ပါပေါ့နော်ကျွန်တော်အရင်ဆုံးကျွန်တော်ပေါင်းနဲ့ဝင်မယ်ပေါ့နော်ပေါင်းနဲ့မိန်လန်းအထိတွားမယ်တွားပြီးမိန်လန်းနေပြီးကျွန်တော်မောင်းဆိုင်နဲ့ပြန်ဝင်မယ်ပေါ့နော်အခုလောဆယ်ကိုကျွန်တော်ပေါင်းနဲ့အရင်ဆုံးမိန်လန်းကိုဆင်းမယ်ပေါ့နော်မိတော့ပြီးသွားပါပြီချီလို့ကျွန်တော်ခွဲသားအားလုံးပျော်ကြပါတော့ပျော်ကြတယ်ဒါတော့ကျွန်တော်ဥက္ကဋ္ဌပါတော့လေကျွန်တော်ညောင်ဥက္ကဋ္ဌပါကျွန်တော်မိနဲ့မယ်ကတော့ကျွန်တော်ရွှေညောင်ပင်လို့ပေးတာပါနော်ရွှေညောင်ပင်မိပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ပေါ့ကျွန်တော်ကဝန္ဒနာပေါ့ဗျာပြောရရွှေရကြိုက်တယ်ပေါ့မိန်လန်းဖို့စင်းနေမိခွေးလေးပေါ့နော်အားလုံးပဲပျော်ရဲတူကားခုန်ကြရဲစီစီလုံးလုံးနဲ့ညီရှိကြပေါ့နော်ပွဲသားတွေအားလုံးဒါကျွန်တော်ပြီးလုံးပဲဖြစ်ပါရဲ့ဒီဒါဒါကျွန်တော်ကပုံတီးရတဲ့ဝါသနာပါတယ်ဗျာပြောရရင်ဝါသနာတစ်ခုရပါကျွန်တော်ဒါပွဲထဲဝင်နေနေလို့ပါပွဲထဲဝင်နေတာကြည့်ထားပါဆိုရင်ရှင်မစကျွန်တော်ပွဲထဲရောက်ပါတော့မယ်အဲကျွန်တော်ကွင်းထဲကိုရောက်ပါတော့ပွဲထဲကိုရောက်ပါတော့ပွဲထဲမှာဆိုရင်တော့လူတော့များတယ်ဗျာဒါပေမဲ့လာပြီးလောက်ဝင်အဲ့လိုမျိုးနေထားတော့ဒီတော့မပြည့်ဘူးဗျပြောရရင်မကြက်ဘူးပေါ့ဗျာလူတော့များတယ်ဒါတော့မီလုံးလွတ်ဖို့သွားမယ့်နေရာပေါ့နော်လူကနေကြပါတော့သူတို့မိနဲ့သူတို့ပြပြရှင်းထမ်းပြီးတော့ကနေကြတယ်ဒါတော့မီလုံးထိုင်နေရပါတော့ဆိုတော့သူတို့မိနဲ့သူတို့ကနေကြပါတော့ချားဖွဲပေါ့ဒါကကျွန်တော်ကမီလုံးထန်ကားလေးကြိုက်ရဗျမီလုံးကနည်းနည်းလေးရဗျလေးတော့ဟိုဘက်ရိုင်လဲဒီဘက်ရိုင်လဲနဲ့ထိနေရဗျကျွန်တော်တစ်ခါရိုင်သွားတယ်သူများပေါ့တော်သေးလို့မလဲရတာဟောဒီတော်သေးလို့မလဲရတာပြီးတော့မီလုံးလဲချောကြသေးရှိဘူးလေးရဗျမီလုံးတော့ထိရဒါပေမဲ့ကားတက်မှရမှာဒီကိုကားတက်မှရတော့ပွဲခင်းကိုပွားနေပြီးတော့လမ်းရရတယ်ရှုခင်းပေါ့ဗျာဒီနေထားမှဆိုရင်ကျွန်တော်မီးစားရှိုးနေပါနော်ဒီနေထားမှဆိုကျွန်တော်မီးစားရှိုးနေပြီဆိုတော့တက်တော့ပါဗျခဏနေဆိုရှိုးနေပါနော်ရှမ်းစနစ်ကျိုးပါညာလောင်နေပေါ့တက်ပါတော့မယ်ဒီနေ့ထားမှဆိုရင်ကျွန်တော်မီးတက်ပြီးတော့ရောက်တယ်လို့ပြောရမှာဗျတော်တော်ဝေးရလို့ပြောရမှာဗျကျွန်တော်တို့ဖွဲ့နေလေပျော်ကြဗျအောက်မှာကျွန်တော်ကပွားနေပြီးလမ်းရိုက်ထားပါတော့အချိန်မှာကျွန်တော်အောက်ပြေးစင်းပြီးတော့ကွင်းရဲ့အဲ့လိုကျွန်တော်မီးရဲ့အခန်းကိုကြည့်လိုက်တယ်ဘလောက်ဝင်လဲအခန်း38မှာဝင်ထားဗျအခန်း38ဆိုပြီးဒီမှမဝင်သေးဘူးလူလက်ရှိနေတာကကျွန်တော်တို့ပဲရှိရအဲ့ဒါကျွန်တော်လည်းပြောပပနဲ့ကွင်းနဲ့နေပြန်ထွက်လာကြတယ်ထွက်ပြီးပြင်မှာကျွန်တော်တို့ပေါက်ရင်းနဲ့ပြန်ကဲကြတယ်ကဲကြပါဗျာကဲ
အားလုံးပဲစောင့်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးဒီလောက်ပါပဲခင်ဗျအားလုံးပဲကောင်းသောညခင်းလေးဖြစ်ပါစေဗျာကျေးဇူးအများကြီးတင်ပါတယ်